ဆရာမရောက်မဲ့ဈေးဥပောက်တယ် ဘယ်လောက်လဲကျွန်တော်နှစ်ခုလားတစ်ထောင်မှမလေးရဘူးလေးတောင်းလိုက်နော်မိုက်တော့အခုလည်းနော်ရတယ်ရပြတ်တာရှိဒါ9ခုပြည့်လေ9ခုအမရခု20နော်အကိုစားလား10ခုစားတယ်ရောင်းနာရောင်းနေတာ10ခုနော် ဒါတော့တာ ကြည့်လိုက်အောင်ဒါနဲ့ဆို5ခုနော်20နော်နော်အပေးတယ်နော်နော်အမနော်ကျေးဇူးပါနော်အမတို့လည်းနော်အပေးအောင်နော်အမဆက်ရုံပါ